မိုးထစ်ဆုံးရွာတဲ့တနေ့မှာအာဘူးဆိုတဲ့စင်ကလေးကသူ့အဖေကိုမုတ်ဆိုးတွေကဖမ်းခေါ်သွားတဲ့ကြောင်းအနောက်ကနေအပြေးလိုက်ခဲ့ပါတယ်။အာဘူးနောက်ကနေအပြေးလိုက်တာမိုးတွေကရွာထားတဲ့ကြောင်းလမ်းနေရာချော်ပြီးအာဘူးတကောင်ခြေချော်ကကြောက်တုံးပေါ်လဲကျတွေသွားခဲ့ပါတယ်။အာဘူးတကောင်နိုးလာချိန်မှာတော့မိုးရင်းလို့နေခဲ့ပြီးတိုက်ကားဆိုတဲ့ခွေးလေးကိုတွေ့ခဲ့ရပါတယ်။တိုက်ကားကအာဘူးကိုဒီနေရာဘယ်လိုရောက်လာတာလဲလို့မေးတော့ပြောရရင်အရှိကြီးပဲနားမထောင်ပါနဲ့လို့ပြောခဲ့ပါတယ်။တိုက်ကားကပြောမဲ့တာပြောပါနားထောင်ပါမယ်လို့ပြောတော့အာဘူးကတော့မွေးလာကလေးကစူးစိုက်ရှာဖွေမှုတွေကိုလှုပ်ချင်ခဲ့တာဖြစ်ပြီးသူ့မိဘနဲ့သူ့ရဲ့တငယ်ချင်းမိဘတွေမရှိတဲ့အခါကျရင်အာဘူကတည့်ရဲ့တငယ်ချင်းတွေကိုသူကိုယ်တိုင်ဥဆောင်ပြီးစူးစိုက်ရှာဖွေမှုတွေကိုလှုပ်လုံနေခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းတွေကလည်းသူ့နဲ့စိတ်တူကိုယ်တူဖြစ်တာကြောင့်အမြဲတမ်းလိုစူးစိုက်ရှာဖွေမှုတွေကိုလှုပ်ပြီးသူတို့တွေကမမြင်ဘူးတာတွေကိုနည်းရပြီးပျော်ရွှင်နေခဲ့ကြပါတယ်။အတီးတွေတွေ့တဲ့အခါကျရင်လည်းတကောင်ပေါ်တကောင်တက်ပြီးအတီးတွေကိုခူးစားတာကလည်းတူတိုလေးတွေနေ့စဉ်လှုပ်နေကြအလုပ်လေးဖြစ်တယ်။တနေ့မှာတော့စင်လျာခုံပေါက်ပြောမြူးနေချိန်မှာမုတ်ဆိုးတွေကတနက်နဲ့ပြပြီးဖမ်းတာကြောင့်အာဘူးရဲ့အမေကကန်ဆိုးစွာနဲ့မုတ်ဆိုးတွေရဲ့ပြစ်တက်ခြင်းကိုခံရရပြီးအာဘူးရဲ့အမေကလည်းအဲ့ဒီနေရာမှာတင်စိုးထားခဲ့တယ်လို့တိုက်ကားကိုပြောပြခဲ့ပြီးအာဘူးကတော့ကျန်တာတွေကိုနောက်လမ်းကြုံမှာပြောပြတော့မယ်မင်းညကမုတ်ဆိုးတွေကသူတို့စီကိုလာပြီးသူ့အဖေအဖမ်းခံလိုက်ရတယ်ပြောပြခဲ့ပါတယ်အခုတော့အချိန်မနှောင်းရဲ့အဖေဖြစ်သူကိုဆက်ရှာလိုက်အောင်မယ်လို့ပြောပြလိုက်ပါတယ်တိုက်ကားကတော့ငါမင်းကိုကူညီနိုင်ပါလေမင်းကဘယ်လိုကူညီပေးနိုင်မှာလဲငါမှာကအနက်ခံကောင်းတဲ့နှာခေါင်းနဲ့အခြားအာယုံကောင်းတဲ့နေရွက်ရှိရလေအဲ့ဒါကြောင့်မင်းကိုကူညီပေးနိုင်တာပေါ့ကွာကဲပါစကားမများနဲ့တိုက်ကားကသူ့နောက်လိုက်ခဲ့ဖို့ခေါ်လို့တွားခဲ့ပါတယ်ဒုရနှကောင်ကတွားရင်နဲ့စိတ်ကန်းတစ်ခုကိုရောက်လို့တွားပြီးတိုက်ကားကသူ့အဖေကဒီတင်းပေါ်မှာရှိတယ်ဆိုတဲ့အနဲ့ရလို့ရောက်လို့လာတာပဲဖြစ်တယ်အာဘူကသူ့အဖေရှိတဲ့နေရာကိုလိုက်ဖို့ပေးလို့တိုက်ကားကိုကြီးစုတင်တဲ့အချိန်မှာတင်းပေါ်ကထွက်ခွာသွားတော့တိုက်ကားကကူညီတဲ့လက်စနဲ့အဆုံးထိကူညီဖို့ဆုံးဖြတ်လိုက်တာကြောင့်ထွက်သွားတဲ့တင်းပေါ်နောက်ကိုမော်တော်ဘုံမော်ပြီးနောက်ကနေလိုက်ခဲ့ကြပါတယ်။တင်းဘောကရေလေကောင်မှရက်နေတော့အာဘူးတို့ကတင်းဘောအပေါ်ကိုတက်ခဲ့ကြပြီးလိုက်ရှာမဲ့လို့တော့လိမ်မှုပြီးခဏအိပ်ပျော်လို့သွားပြီးနိုးလာတဲ့အချိန်မှာတော့အပြင်ထွက်ရှာခဲ့ကြပါတယ်။အာဘူးကတိုက်ကားကိုသူ့ရဲ့အနက်ခံအာယုံကိုတုံးပြီးရှာခိုင်းတော့တိုက်ကားရဲ့အနက်ခံအာယုံကပင်ငယ်ရဲ့အမှုတက်နဲ့စိမ့်လာကြောင်းသူ့ရဲ့အနက်ခံအာယုံကပျက်စီးသွားတာကြောင့်အနက်ခံလို့မရဖြစ်လို့တွားခဲ့ပါတယ်။အဲနောက်အာဘူးတို့ကခြေဦးတရားလျှောက်တွားရင်မုံစိုးတွေထောင်ထားတဲ့ထောင်ချောက်တွေနဲ့ဖမ်းလူမိစစ်စစ်အာဘူကသူ့ရဲ့ပညာတွေကိုထုတ်တုံးပြီးလိမ့်ကျလာတဲ့တစ်လုံးတွေကိုလည်းအာဘူရဲ့ပညာတွေကဒီနေရာမှာအတုံးဝင်လို့တွားခဲ့ပါတယ်။နီနာဆိုတဲ့မိန်းကလေးကမုတ်ဆိုးတွေကိုအလုတ်ကျွေးပြုတ်နေရတဲ့သူဖြစ်ပြီးတနေ့မှာတော့သူကအလုတ်ကျွေးမပြုတ်ခြင်းတော့တာကြောင့်ထွက်ပြေးရင်းနဲ့အဖေဖေသူကိုလိုက်ရှာနေတဲ့အာဘူတို့နဲ့တွေ့လို့တွားခဲ့ပါတယ်။အာဘူကလူတွေကိုတောလုံးထောက်ချခြင်းမရှိပဲရှေ့တိုက်သွားတော့မိန်းကလေးကရှေ့မှာအန်ရများတာကြောင့်ရှေ့ဆက်မသွားဖို့ပြောတော့အာဘူလေးကမတားပါနဲ့ငါမှလှုပ်ရှားလေးရှိသေးတယ်လို့ပြောပြလိုက်ပါတယ်။ညံကောင်းတဲ့တိုက်ကားကတော့မင်းအဲ့လိုမပြောနဲ့။ तू ကငါတို့မလုပ်နိုင်တဲ့အရာတွေကို तू လုပ်ပေးနိုင်တယ်။အဲတော့မင်းရဲ့ပြဿနာကိုတိုက်ကားကနီနာကိုပြောပြခိုင်းခဲ့ပါတယ်။အာဘူးလေးကမင်းအမေမရှိတော့တဲ့နောက်ပိုင်းအဖေဖြစ်သူကတယောက်တည်းသူ့ကိုလှုပ်ကျွေးနေရတာဖြစ်တယ်။ဒီနေ့တငယ်ချင်းတွေနဲ့အတူထူးဆန်းတဲ့တောအုပ်ကိုတွားတာကိုစင်ကြီးတွေဟာကြည့်တော့အဲ့ဒီတောအုပ်ကိုတွားတဲ့အာဘူးနဲ့သူ့ရဲ့တငယ်ချင်းတွေကိုအဲ့ဒီတောကအအနေများပြီးနောက်တစ်ခါမတွားဖို့စူလို့နေခဲ့ပါတယ်။အာဘူးလေးကတခါမှအခုလိုအဆူမခံရတာကြောင့်စေမကောင်းဖြစ်ပြီးတွားစဉ်ရတွားခဲ့ပါတယ်။ညရောက်တဲ့ခါမှာတော့အိမ်ကထွက်သွားတဲ့အာဘူးကိုမိုးမရွာခင်အဖေဖြစ်သူကလိုက်ရှာရင်းမုတ်ဆိုးတွေထောင်ထားတဲ့ထောင်ချောက်ကိုမိပြီးမေစင်းနဲ့ဖမ်းခေါ်သွားတာကိုငါမြင်လိုက်ရတယ်။အဖေဖြစ်သူကိုကယ်ဖို့အတွက်နောက်ကနေလိုက်ခဲ့တာအခုမင်းတို့နဲ့တွေ့တာပဲ။နီနာကတော့အာဘူးလေးရဲ့ဘောအဆက်ချောင်းကိုတီးလာတော့တနာလို့တွားခဲ့ပါတယ်။အာဘူးကတော့အဖေဖြစ်သူကိုမတူတေအောင်ရှာဖို့တာအတိတ်ထံပြုတ်ထားလာကြောင်းဆက်ရှာဖို့တွားမယ်တော့နီနာကမင်းအဖေပဲမှာလဲဆိုတာမှသိတယ်မင်းအဲ့ဒီနေရာကိုတယောက်တည်းတွားလို့မရဘူးဒီနားတစ်ဝိုက်ကိုလူတွေကစောင့်ကြည့်ထားတာမင်းဒုက္ခရောက်နိုင်တယ်လို့ပြောလိုက်ပါတယ်အာဘူကနီနာကိုဒါတွေဘယ်လိုလုပ်သိရလဲလို့မေးတော့ငါကမိုးစိုးတင်နဲ့အတူတူနေခဲ့ဘူးလေခုနှစ်ကြိမ်အောင်ထွက်ပြေးဘူးလေထွက်ပြေးတဲ့အချိန်တိုင်းလည်းအဖမ်းခံရတယ်ဒါမဲ့ဒီချိန်တော့ငါသူတို့လက်ထဲအပြီးထွက်ပြေးလာနိုင်ပြီလို့ပြောပြလိုက်ပါတယ်မီနာကဒီတောင်ရဲ့တခြားတစ်ဖက်မှာသူ့အဖေကိုဖမ်းထားကြောင်းနဲ့သူ့အဖေကိုဖမ်းထားတဲ့သူတွေကမိုးစိုးကြီးတွန်းဖြစ်တယ်လုံငယ်တော့နေပေါင်းများစွာကတွန်းဟာဒီတော့ရဲ့ထင်းသိမ်းသူလေအချိန်ကြာလာတော့သူကဘလူးတကောင်လိုဖြစ်လာတယ်အခုကဘာတဝမ်းကမုတ်ဆိုးတွေအားလုံးဟာဥအတွက်အလွတ်လုပ်ပေးရတယ်ဒီကဖမ်းမိတဲ့တိရစ္ဆာန်တွေကိုဖမ်းလို့တန်းကျဲတထေးတွေစီခဏခဏရောင်းစားခံရတယ်တချို့ကောင်တွေကဘုရားကျောင်းမှာအကျဉ်းချထားခံရတယ်တချို့ကောင်တွေကစက်ကတ်ထဲမှာအလှပြဖျော်ဖြေရတယ်တချို့မကောင်းမှုထင်တဲ့အကောင်တွေကိုကြတက်ဖြတ်ပြီးလူသားတွေကအလှဆင်ပစ္စည်းတွေအဖြစ်အသုံးပြုကြပြီးတချို့ကြတော့လေအိမ်မေရန်တွေမှာအလှဆင်ချစ်ဆွဲခံရတယ်
ဒီလိုအပြစ်မဲ့တဲ့ဂျတဝါတွေကလူတွေရဲ့တက်ဖြတ်ခြင်းကိုခံရပြီးရှားပါမျိုးစိတ်တွေပါမချမ်းအကုန်တက်ဖြတ်တော့တိရစ္ဆာန်တွေကလူတွေရဲ့ငွေစည်းစိမ်မှုတစ်ခုလိုဖြစ်လို့နေခဲ့ပါတယ်။အာဘူကအဖေဖြစ်သူရှိတဲ့နေရာကိုလိုက်ဖို့ပေးနိုင်မလားလို့နီနာကိုပြောတော့နီနာကမတွားခင်အစီအစဉ်တွေကိုတေချာပြောပြလို့နေခဲ့ပါတယ်။နီနာကတော့သူပြောတဲ့အစီအစဉ်အတိုင်းလိုက်နာဖို့ပြောခဲ့ပြီးညရောက်တဲ့အခါမှာတော့အာဘူအဖေရှိတဲ့နေရာကိုလိုက်ဖို့ပေးခဲ့ပါတယ်။အာဘူကတော့သူ့အဖေကိုမြင်တဲ့အခါမှာတော့တန်းသွားခဲ့ပြီးအဖေဖြစ်သူကိုကယ်ဖို့လုပ်တော့မုတ်ဆိုးတယောက်ကအတန်ကြားလို့လိုက်ရှာချိန်မှာအာဘူတို့ကပုံလိုက်ရပါတယ်။ပုံတဲ့ချိန်မှာတိုက်ကားကနှာချွေလိုက်တာကြောင့်နီနာကအာဘူတို့အဖမ်းခံလိုက်ရမှာစိုးတာကြောင့်နီနာကဟိုစားဖမ်းခံလိုက်ပါတယ်။စင်လာဝဲတဲ့သူတွေလာတဲ့အခါမှာတော့မုတ်ဆိုးကြီးကဒီတစ်ခါရတဲ့စင်ကအကောင်ကြီးပြီးကြိုက်မယ်ထင်တယ်။တကယ်လို့ပြန်ခေါင်းရင်တော့ဈေးနှစရနိုင်တယ်လို့ပြောတော့ဝယ်လက်တွေကလည်းစင်ကိုမြင်ပြီးကြိုက်ရင်ဈေးနှစပေးမယ်လို့ပြောခဲ့ပြီးစင်ကိုကြည့်တဲ့အခါမှာတော့စင်ကအိုမင်းနေပြီးဘယ်နေရာမှာမှသုံးစားလို့မရတော့ဘူးမကြိုက်ဘူးပြောတော့မုတ်ဆိုးကြီးကဒီလိုကောင်ကိုခက်ခက်ခဲခဲလေးရှာထားရတာဝယ်ပါလို့ပြောတော့ဝယ်လက်တွေကဝယ်စေခြင်းရင်ခမကိုယ်တိုင်ဒီကောင်ကြီးကိုတက်ပြီးသူ့ရဲ့အဆွဲကိုခမကိုယ်တိုင်ထုတ်ပေးရင်ဝယ်မယ်အကယ်၍ခမဒါဒါအောင်မလုပ်ပေးနိုင်ရင်ကျွန်တော်တို့လည်းခမနဲ့ရှစ်ဆက်မလုပ်နိုင်တော့ဘူးလို့ပြောလိုက်ပါတယ်ဖန်ကမုတ်ဆိုးကြီးကိုတနက်ပေးခဲ့ပြီးမုတ်ဆိုးကြီးရတော့တနက်နဲ့ဆင်းရဲဦးကောင်းကိုပြစ်ဖို့လုပ်ချင်မှာအာဘူကအဖေဖြစ်သူနဲ့ညီနောင်ကိုကယ်ဖို့အတွက်ရောက်လို့လာခဲ့ပါတယ်မုတ်ဆိုးကြီးရဲ့တပည့်တွေကဇေယျလာရှုပ်တဲ့အာဘူကိုဖမ်းမှန်ချိန်မှာအဖွားကြီးကစင်ပေါက်ကိုမြင်ပြီးလွတ်ခိုင်းခဲ့ပါတယ်။အာဘူကအခုမှမြင်ဘူးတဲ့အဖွားကြီးနဲ့တရေတနီဖြစ်လို့တွားတာကိုနီနာကမြင်ပြီးအံ့ဩလို့နေခဲ့ပါတယ်။အဲနောက်အာဘူနဲ့အဖွားကြီးတို့ကခုံပေါက်ပျော်မြူးတောက်စားပျော်ပါလို့နေခဲ့ပါတယ်။နီနာကတော့အဖွားကြီးမုတ်ဆိုးကြီးတို့အလင့်လိုက်ကိုဆောင်ကထွက်ပြေးရင်းနဲ့တိုက်ကောင်းနဲ့တွေ့လို့တွားခဲ့ပါတယ်။နီနာကတိုက်ကားကိုအာဘူဘာကြောင့်ပြောင်းလဲသွားရတာလဲလို့မိတော့တိုက်ကားနဲ့အာဘူတို့စီစဉ်ထားတဲ့အစီအစဉ်တစ်ခုကြောင့်ပြောပြခဲ့ပြီးအာဘူကလူတွေနဲ့အရောတော်ဝင်နေပြီးနီနာနဲ့တိုက်ကားကိုသူ့အဖေကထမ်းထားတဲ့ကားစီကိုကြိုးဆော့ခိုင်းတာပဲဖြစ်တယ်။အာဘူကရောက်လာတဲ့ချိန်မှာတော့နီနာကကားကိုမမောင်းတဲ့မောင်းတဲ့နဲ့မောင်းခဲ့ပြီးရေစံလမ်းရောက်တဲ့ချိန်မှာတော့ကားကမရက်တော့တာကြောင့်အာဘူကတည့်ရဲ့နှမောင်းနဲ့ကားကိုရက်အောင်နောက်ကနေဆွဲလို့ထားရပါတယ်။တစ်ဖက်ကမိုးဆိုးကြီးနဲ့အဖွားကြီးတို့ကနောက်ကလိုက်လာတာကြောင့်ကန်းကက်ထားတဲ့လေကိုမြင်တော့လေနဲ့အတူထွက်ပြေးခဲ့ကြပြီးနောက်ကနေတဲကြီးမဲကြီးလိုက်နေတဲ့မုတ်ဆိုးတို့ကတနက်တင်နဲ့ပြစ်ခဲ့ကြပြီးအဖွားကြီးတို့ကလည်း RPG နဲ့လှမ်းပြစ်လိုက်ပါတယ်။အာဘူကတော့သူ့ရဲ့နှမောင်းနဲ့လေမှုတ်ထုတ်လိုက်တော့ RPG ကလေပေါ်မြောက်တက်လို့သွားပြီးအဖွားကြီးတို့ရဲ့လေပါမြောက်တက်လို့တွားခဲ့ပါတယ်။အဲချိန် RPG ကလေပေါ်ကနေပြုတ်ကျလို့လာပြီးအဖွားကြီးတို့စီတက်တက်ကြကပေါက်ခွဲလို့သွားပြီးအဖွားကြီးတို့ပါတခါတည်းအနှိမ့်ဆရောက်လို့တွားခဲ့ပါတယ်။အဲနောက်အာဘူလေးတို့ကလည်းသူတို့လေးတွေကိုအန်ရပေးမဲ့သူမရှိတော့လာကြောင်းသူတို့ရဲ့နေရာကိုပြန်ခဲ့ကြပါတယ်။အာဘူတိုက်ကားနဲ့နီနာတို့ကအချစ်ဆုံးတကယ်ချင်းတွေဖြစ်လို့သွားကြပါတယ်။